စင်းနဲ့ရွှေမင်းသမီးလာတို့ရွာလူမစုကွန်းအောင်ကိုင်းလာပြူကဘာကျော်များမြန်မာအာရှတလွာမော်ဒယ်မယ်ရီရှုံးလိမ့်မယ်ဓမ္မမြည်နေကြီးချမ်းတော်ရွှေရည်လန်းလေးပေါ့လဲရင်ရွှေရင်ကျော်ပြေးမဲ့တမောမောအလူမြေတလင်းရွှေရောင်စင်းရွှေသရာတွေဝင်လို့ပေါ့မိန်းကလေးများဟာထီအောင်လေးရသချင်းဆုံးအလူတော်လေးကမိုးတော့ညံအောင်ဆိုတီးလို့သူကလေးနဲ့ကားလို့နေပြန်ရွှေရိုးမြင်သူများလည်းပြောအလူရှင်ကြီးလည်းပြောရတနာစိတ်လန်းလူတော်ပြိသိပါမီဖြစ်လို့ပြောအလူရှင်ကြီးလည်းပြောမြင်သူများလည်းပြောရတနာစိတ်လန်းမင်္ဂလာပြိသိပါမီဖြစ်လို့ပြောမန္တကြီးကလည်းရွှေအောင်စင်းနဲ့ဆံဝမ်းကြီးကလည်းရွှေအောင်စင်းနဲ့ရွှေတရာတွေရွှေလူဝင်းတော်ရွှေလူကြီးရဲ့လူရှင်ပေါ်ကာလာလာများလည်းတော်တော်ချောတယ်ပြူတယ်များလည်းတော်တော်လာတယ်ရွှေလူကြီးကမြင်မြင်ဆိုင်ဆိုင်အားလုံးကြီးကငေးလူငိုင်းရွှေစင်းနဲ့ရွှေမင်းသမီးလာတို့ရွာလူမစုကွန်းအောင်ကိုင်းလာပြူကဘာကျော်များမြန်မာအာရှတလွာမော်ဒယ်မယ်ရီရှုံးလိမ့်မယ်ဓမ္မမြည်နေကြီးချမ်းတော်ရွှေရည်လန်းလေးပေါ့လဲရင်ရွှေရင်ကျော်ပြေးမဲ့တမောမောအလူမြေတလင်းရွှေရောင်စင်းရွှေသရာတွေဝင်လို့ပေါ့မိန်းကလေးများဟာထီအောင်လေးရသချင်းဆုံးအလူတော်လေးကမိုးတော့ညံအောင်ဆိုတီးလို့သူကလေးနဲ့ကားလို့နေပြန်ရွှေရိုးမြင်သူများလည်းပြောအလူရှင်ကြီးလည်းပြောရတနာစိတ်နဲ့လူတော်ပြိသိပါမီဖြစ်လို့ပြောအလူရှင်ကြီးလည်းပြောမြင်သူများလည်းပြောရတနာစိတ်နဲ့မင်္ဂလာပြိသိပါမီဖြစ်လို့ပြောမန္တကြီးကလည်းရွှေအောင်စင်းနဲ့ဆံဝမ်းကြီးကလည်းရွှေအောင်စင်းနဲ့ရွှေသရာတွေရွှေလူဝင်းတော်ရွှေလူကြီးရဲ့လူရှင်ပေါ်ကာလာလာများလည်းတော်တော်ချောတယ်ပြူတယ်များလည်းတော်တော်လာတယ်ရွှေလူကြီးကမြင်မြင်ဆိုင်ဆိုင်အားလုံးကြီးကငေးလို့ငိုင်း
ထားပေါ့ အေးတော့ဥမကြည့်စမ်းမှာရှင်လောင်းသမီးကနေပြင်းလေးဝိမာအစိုးချစ်ကြနေပေါ့အေးတော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 ့ဦးရှိယူကလေးထိတွေ့နေဆုံးအေးတော့ ပြိုကောင်းနဲ့ပြိုကောင်းကြီးလဲတွဲလို့ကပြီပေါ့ အေးတော့ရှင်လောင်းကလေးမြေမောင်ကကြောင်နေနော်အေးတော့ နာတာလေးတွေလဲရင်ကိုကြိုက်ထားပေါ့ အေးတော့ဥမကြည့်စမ်းမှာရှင်လောင်းသမီးကနေပြင်းလေးဝိမာအစိုးချစ်ကြနေပေါ့အေးတော့အေးတော့အဖြူရောင်လေးနဲ့လာမအနီရောင်လေးနဲ့လာမအဝါရောင်လေးနဲ့လာမပြာရောင်လေးနဲ့လာအလူပွဲမှာတနေ့တညသူနဲ့သာတွေ့ခဲ့ရရက်ကြီးခဏလျှောက်ဝေးလာကျွန်တော်ရင်မှာဟတ်တိသွားတယ်မှာအဖြူရောင်လေးနဲ့လာမအနီရောင်လေးနဲ့လာမအဝါရောင်လေးနဲ့လာမပြာရောင်လေးနဲ့လာအလူပွဲမှာတနေ့တညသူနဲ့သာတွေ့ခဲ့ရရက်ကြီးခဏလျှောက်ဝေးလာကျွန်တော်ရင်မှာဟတ်တိသွားတယ်မှာပရိသတ်ထဲမှာသူလာဆုံးမှာတမျိုးလေးလာတာခိုးကြည့်ရတာလည်းမဝပရိသတ်ထဲမှာသူလာဆုံးပြတမျိုးလေးလာတာခိုးကြည့်ရတာလည်းမဝပဲပြီးလို့မပြန်ခြင်းတိုင်ရစေလွမ်းကပြန်ပြောရင်တန်တာရက်ကြီးခဏလျှောက်ဝင်လာကျွန်တော်ရင်မှာဟတ်တိသွားတယ်မှာရတာလည်းမဝပရိသတ်ထဲမှာသူအလားဆုံးပြတမျိုးလေးလာတာခိုးကြည့်ရတာလည်းမဝပဲပြီးလို့မပြန်ခြင်းတိုင်ရစေလားငါပြန်ပြောရင်တန်တာရက်ကြီးခဏလျှောက်ဝင်လာကျွန်တော်ရင်မှာဟတ်တိသွားတယ်မှာကျွန်တော်ရင်မှာဟတ်တိသွားတယ်မှာကျွန်တော်ရင်မှာဟတ်တိသွားတယ်မှာ